အားလုံးပဲမင်္ဂလာပါမင်းဆွေတငယ်ချင်းအပေါ်တို့ကြားမှချလာကြပါစေလူဤစာဒပြေဝအားလုံးပန်ဆိုင်နိုင်ကြပါစေဒီကနေ့မှာကျွန်တော်ဂါထာတော်ဖယားငါးစုအာတရံကိဂါထာတော်အပါလိတပုတ်ကျွန်တော်တင်ပြပေးချင်ပါတယ်ဒီဂါထာတွေကိုမင်းဆွေတို့အတွက်အကျိုးရှိနေမယ်လို့ကျွန်တော်တင်ပြလိုက်ပါတယ်ဒီဂါထာတော်တွေကိုအစိုးလို့ရှိရင်ကျွန်တော်ဗီဒီယိုတွေကိုအစိုးတိကြည့်ပေးလိုက်ပါကျွန်တော်ပြောချင်ပါတယ်ဒီဂါထာတော်တွေကိုသိုးတဲ့အခါမှာအစာပြပြသားသားနဲ့ကြိုးဖားရမယ်ဖယားကိုအာရုံပြုရမယ်ရိုးရိုးကြည်ကြည်လေးလေးနက်နက်နဲ့ရိုးဖားရချင်ဖို့လိုပါတယ်မယိုမကြည်မလင်းမဆန်းနဲ့ရိုးဖားလုံးစိတ်ဘာမှအကျိုးတူပါမဟုတ်ပါဘူးတကယ်အစိုးလို့ရှိရင်ဒီဂါထာတွေကိုရိုးရိုးကြည်ကြည်နဲ့ရိုးဖားပါဖယားကိုအာရုံပြုပြီးရိုးဖားပါအစွမ်းပေးပါလိမ့်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီအပါလိဂါထာတွေကိုစကြည့်ကြရအောင်ကျွန်တော်ရိုးဖားပြပါမယ်ကာကုသာဒောဂောနာမဂောနာကမနောကသဘောဂောတမောမုနိမိတ်တေယောကိစ္စဗုဒ္ဓေတေသီသိမိန်ဧသာတုသဗ္ဗတာဧတေတာအာနုဘာဝေနယက်ခာဒေဝမဟိတိကာသံဘိပိသုခိတာဟောတုမမမိတ်တာသဟာသကနောက်တစ်ခါဆိုကြည့်မယ်ကာကုသာဒောဂောနာကမနောကသဘောဂောတမောမုနိမိတ်တေယောကိစ္စဗုဒ္ဓေတေသီသိမိန်ဧတာတုသဗ္ဗတာဧတေတာအာနုဘာဝေနယက်ခာဒေဝမဟိတိကာသဗ္ဗိပိသုခိတာဟောတုမမမိတ်တာသဟာသကနောက်တစ်ခါဆိုကြည့်မယ်ကာကုသာဒောဂောနာကမနောကသဘောဂောတမောမုနိမိတ်တေယောပိစဗုဒ္ဓေတေသီသိမိန်ဧသာတုသဗ္ဗတာဧတေတာအာနုဘာဝေနယက်ခာဒေဝမဟိတိကာသဗ္ဗေပိသုခိတာဟောတုမမမိတ်တာသဟာသကဒီဂါထာတွေကိုဖယားငါးစုအတရံကိဂါထာတော်အပါလိဖြစ်ပါတယ်အနက်တွေကိုကျွန်တော်ဖတ်ပြပါမယ်ရိုးဖားတဲ့အခါမှာအသာပပိတာတာနဲ့ရိုးဖားပါမယ်ဖယားကိုအာရုံပြုရမယ်လေးလေးနက်နက်နဲ့ရိုးရိုးကြည်ကြည်နဲ့ရိုးဖားဖို့လိုပါတယ်ရိုးဖားရခြင်းအကျိုးကျေးဇူးဧကထာအားအမြဲရိုးဖားပါကရာသူများပေမဲဆွေအဖြစ်အလုတ်အကျွေးပြုလာရသည်အရေးကြုံလေဖယားစိတ်နဲ့အ ਨੇ ဆိုခုခော့ရိုး၍ထိုပါစတိတို့ကိုစော်ထားပါကဒါတုတ်ပြီး၍အတရကေကြောင့်ပါတနောမြို့မြတ်တော်စာတေတဲ့ဒုတိယနာယကဆရာတော်ဦးကုမာရအမိပေစီပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်